Assalamu alaikum warahmatullahi wabarakatuh. Talk Islam with Ehsan Ahmad channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ် أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم လေးစားတဲ့သာသနာ့ညီနောင်အပေါင်းတို့ခင်ဗျာလာမယ့်ရမ်ဇန်ရောက်ဖို့အင်မတန်မှနီးကပ်လာပါပြီဒီနေ့ဗီဒီယိုမှာတော့ဆရာမူဖတီနူလာရဲ့ဘယန်ကိုအနှစ်ချုပ်ပြုလုပ်ပေးထားခြင်းဖြစ်ပါတယ်လာမယ့်ရမ်ဇန်မှာအထူးပြုလုပ်ရမယ့်အမလ်ဆယ်ရက်ကိုတင်ပြပေးသွားပါမယ်နံပါတ်1အမလ်ကတော့ရိုဇာဖြစ်ပါတယ်ရမ်ဇန်ရောက်ပြီဆိုရင်ရိုဇာဟာအရွယ်ရောက်ပြီးသားမွတ်စလင်အမျိုးသားအမျိုးသမီးအားလုံးအပေါ်မှာဖရတ်တောင်းဖြစ်ပါတယ်ရှရီအတ်တရားတော်ကခွင့်ပြုထားတဲ့အကြောင်းပြချက်တစ်စုံတရာရှိမှသာရိုဇာကိုလွှတ်ခွင့်ရှိပါတယ်ဥပမာအမျိုးသမီးဓမ္မတာလာခြင်းအမျိုးသားများခရီးထွက်ရခြင်းခရီးပင်ပန်းနေဆိုရင်ပြင်းထန်တဲ့ယောဂဝေဒနာခံစားနေရမှသာရိုဇာကိုကစားဖြစ်ခွင့်ရှိပါတယ်ဟာဒီစ်တော်မှာတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်မိန့်တော်မူထားပါတယ်လူတစ်ယောက်ကရမ်ဒန်မှာရှရီယတ်ကခွင့်ပြုထားတဲ့အကြောင်းပြချက်မရှိဘဲရိုဇာကိုဆွန့်လွတ်လိုက်တယ်ဆိုရင်သူတစ်သက်လုံးရမ်ဇန်ရဲ့ရိုဇာကစားကိုပြန်ဖြည့်မယ်ဆိုရင်လည်းပဲလွတ်သွားတဲ့ရိုဇာရဲ့ဆဝပ်ကိုပြည့်မီနိုင်မှာမဟုတ်ဘူးလို့မိန့်တော်မူထားပါတယ်တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်ကိုရောတိုင်းကရမ်ဇန်လရောက်လာမှကိုမမမောမောနဲ့စောင့်နေခဲ့တယ်လို့ဟာဒီစ်တော်မှာလာရှိပါတယ်တမန်တော်မြတ်ဟာရှာဘန်လရဲ့ရက်တွေကိုအမြဲရေတွက်နေတော်မူပြီးရမ်ဇန်ကိုကိုရောဟာစောင့်မျှော်နေတော်မူပါတယ်ရှာဘန်လ29ရက်ရောက်ချိန်လမြင်ပြီဆိုရင်ရမ်ဇန်ရဲ့ရိုဇာကိုအစပြုထားတော်မူတယ်အကယ်၍လမမြင်ဘူးဆိုရင်ရှာဘန်ကို30ပြည့်အောင်နေပြီးနောက်ရက်မှရိုဇာထားတော်မူပါတယ်လာမယ့်ရမ်ဇန်မှာရိုဇာထားသူတွေအေးချမ်းစွာကောင်းမှုကုသိုလ်ပြုနိုင်ရန်အလ္လာဟ်ရှင်မြတ်ကစီမံပေးထားတော်မူကြောင်းဟာဒီစ်တော်မှာလာရှိထားပါတယ်။တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်မိန့်တော်မူသည်မှာရမ်ဇန်ဝင်သွားပြီဆိုရင်မိုးကောင်းကင်ရဲ့တကားတွေဂျန်နတ်ရဲ့တကားတွေကိုဖွင့်ပေးလိုက်တယ်။ဂျဟန္နမ်ရဲ့တကားတွေကိုပိတ်လိုက်တယ်။ဘန္တာတွေဟာဒီလမှာအီဘာဒတ်ကိုအနှောင့်အယှက်မရှိလုပ်နိုင်ရန်စိုးသွမ်းတဲ့ရှိုက်တန်တွေကိုပါချုပ်နှောင်ထားပေးတော်မူတယ်။နောက်ဟာဒီစ်တော်တစ်ရပ်မှာကိုရမတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်မိန့်တော်မူသည်မှာဂျန်နတ်မှာတကပေါက်ရှိပေါက်ရှိရာမှာအဲ့ထဲကတကပေါက်တစ်ခုနာမည်မှာရိုင်ယန်လို့ခေါ်တယ်။အဲ့ဒီတကပေါက်ကနေလူသားထားတဲ့သူတွေပဲဝင်ခွင့်ရမှာဖြစ်တယ်လို့မိန့်တော်မူထားပါတယ်။လူသားဟာငါအရှင်မြတ်အတွက်ဖြစ်တယ်။အဲ့ဒီလူသားရဲ့ဆဝတ်ကိုငါအရှင်မြတ်ကိုတော်တိုင်းဓာတ်ရိုက်ချီးမြှင့်မယ်။ဘာကြောင့်ချီးမြှင့်လဲဆိုရင်ဘန္တာဟာငါအရှင်အတွက်သူ့ရဲ့လူအင်ဆန္ဒတွေကိုချုပ်တီးလိုက်တဲ့အတွက်ဓာတ်ရိုက်ချီးမြှင့်ခြင်းဖြစ်တယ်။လူသားထားသူအတွက်အပျော်နှစ်ခုရှိတယ်။ပျော်တစ်ခုကဝါဖြီခြင်းပျော်ရတဲ့ပျော်ရွှင်မှုနဲ့နောက်တစ်ခုကကီယာမတ်နေ့လောင်းရှင်မြတ်နဲ့တွေ့ဆုံရခြင်းထပ်ပျော်ရမယ့်ပျော်ရွှင်မှုဖြစ်တယ်လို့ဂတိပေးတော်မူထားပါတယ်။လူသားထားသူတွေအတွက်အလ္လာဟ်ရှင်မြတ်ကိုတော်တိုင်ချီးမြှင့်မဲ့ဆုလတ်တော်တွေများပြားလှပါတယ်။ဒါကြောင့်လူသားကိုပြည့်ပြည့်ဝဝထားပါအကြောင်းမဲ့မသွန့်လွတ်ပါနဲ့။ဘာမှမသားမတော့ပဲနေတယ်လို့ငါကိုအစိတ်ပိုင်းတွေကလည်းဂုဏမဖြစ်အောင်နေမှသာပြေးဝတဲ့ရိုဇာမျိုးဖြစ်ပါလိမ့်မယ်နံပါတ်2အမလ်ကတော့တရာဝီနမတ်ဖြစ်တယ်ကိုရောမြတ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်ကိုရောတိုင်းဝတ်ပြုတော်မူခဲ့ပါတယ်အမျိုးသားတွေဟာတရာဝီကိုပလီမာလာဖတ်ပြီးကုရ်အာန်တစ်ခါတန်လုံးနားထောင်ခြင်းဆဝပ်ကိုရယူရမှာဖြစ်ပါတယ်ကုရ်အာန်တစ်ခါတန်လုံးနားထောင်ခြင်းဟာစနတ်ဖြစ်ပါတယ်ဒါကြောင့်တရာဝီကိုအပိမန်းခံပြီးဖတ်သင့်ပါတယ်နံပါတ်3ကျမ်းတော်မြတ်ကုရ်အာန်ကိုတီလာဝတ်လုပ်ခြင်းကျမ်းတော်မြတ်ကုရ်အာန်မှာရှာဟရူရမဒန်အလ္လာဒီအွန်ဇီလဖီဟ်ကုရ်အာန်ရမ်ဇန်လမှာကုရ်အာန်ကျမ်းမြတ်ကိုချပေးခဲ့တာဖြစ်ပါတယ်ရမ်ဇန်လမှာပဲတမန်တော်မြတ်ကြီးဆလ္လာလာဟ်အလိုင်းဝါဆလမ်နဲ့ဂျီဘရီအလိုင်ဟိစလမ်တို့ကုရ်အာန်ကိုအပြန်အလှန်တီလာဝတ်လုပ်ခဲ့ကြပါတယ်ကုရ်အာန်ကိုရမ်ဇန်လမှာလာဟီမာဖူးစ်ကနေမိုးကောင်းကင်ပထမတော့ကိုပထမအဆုံးအချိန်ချရောက်ခဲ့ပါတယ်အဲ့နောက်မှာကိုရောမြတ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်မှာဆုံးချပေးခဲ့တဲ့အချိန်ဟာရမ်ဇန်ဖြစ်ပါတယ်ရမ်ဇန်မှာကုရ်အာန်ကိုအစီအစဉ်ချပြီးဖတ်ရတင်ပါတယ်အားမဖတ်တာမျိုးမဟုတ်ပဲတလာလုံးတစ်ခါတန်ဖတ်မယ်ဆိုတရက်တပါတာအချိန်တတ်မှတ်ပြီးဖတ်ရပါမယ်သုံးခါတန်ဖတ်မယ်ဆိုရင်တရက်3ပါတာအချိန်တစ်ခုတတ်မှတ်ပြီး
တတိချာချာဖတ်ရပါမယ်။ရမဇန်နဲ့ကုရ်အာန်ဖတ်မှုရှိသူကိုဟာဒီသ်တော်မှာလာရှိထားပါတယ်။တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်မိန့်တော်မူသည်မှာကုရ်အာန်နဲ့ရူဇာကကီယာမတ်နေ့မှာအလ္လာဟ်ထံတော်ပါမှာအတနာခံပေးပါလိမ့်မယ်။ကုရ်အာန်ကလည်းအတနာခံပေးပါလိမ့်မယ်။သူဟာညအချိန်မှာမအိပ်ပဲကုရ်အာန်တီလာဝတ်လုပ်ခဲ့တဲ့အတွက်လောက်ရှင်မြတ်တနာပါလို့အတနာခံလိမ့်မယ်။ဒါကြောင့်ကုရ်အာန်ကျမ်းတော်မြတ်ကိုရမ်ဇန်လမြတ်မှာများများဖတ်ရသင့်ပါတယ်။နံပါတ်4အမလ်ကတော့ဒူအာလုပ်ခြင်းဖြစ်တယ်။ဟာဒီသ်တော်မှာတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်မိန့်တော်မူထားတယ်။လူ၃မျိုးရဲ့ဒူအာကိုအလ္လာဟ်မပယ်ချဘူး။ဒူအာထားသူရဲ့ဒူအာကိုအလ္လာဟ်မပယ်ချဘူး။သူဝါမဖြေရသေးမချင်းအလ္လာဟ်ရှင်မြတ်ကကဘူလ်လက်ခံပြုနေတော်မူတယ်။နောက်တစ်မျိုးကမျှတစွာအုပ်ချုပ်တဲ့ခေါင်းဆောင်ရဲ့ဒူအာကိုမပယ်ချဘူး။ညှဉ်းပန်းနှိပ်စက်ခံရသူရဲ့ဒူအာကိုမပယ်ချဘူး။ရမ်ဇန်မှာအထူးသဖြင့်ဝါဖြေခါနီးချိန်အဖတာရီချိန်ဒူအာများများလုပ်သင့်ပါတယ်။အလ္လာဟူမ္မာအင်နီအစအလုကလ်ဂျန်နာဝါအူဇူဘီကမင်နန်နာရမ်ဇန်မှာအချိန်တိုင်းဒူအာလုပ်နေသင့်ပါတယ်။အဖတာရီမတိုင်ခင်မိနစ်20လောက်အနည်းဆုံးအချိန်ပေးပြီးဒူအာလုပ်သင့်ပါတယ်။နံပါတ်5တာဟာဂျွတ်နမတ်ဝတ်ပြုခြင်းရမ်ဇန်လမှာဆယ်ရီရဲ့အကြောင်းခံနဲ့တာဟာဂျွတ်ဝတ်ပြုရန်လွယ်ကူသွားပါတယ်။ဆယ်ရီမစားခင်နိုင်ဝက်လောက်စောစောထပြီးတာဟာဂျွတ်ကို10ရကတ်လောက်ဝတ်ပြုလိုက်သင့်ပါတယ်။12ရကတ်ဝတ်ပြုနိုင်ပါကပိုကောင်းပါတယ်။အနည်းဆုံး4ရကတ်လောက်တော့ဖတ်ပြီး10မိနစ်လောက်ဒူအာလုပ်ပါ။ရမ်ဇန်ရဲ့ညကိုအကျိုးရှိစွာအသုံးချပါလို့တိုက်တွန်းလိုက်ရပါတယ်။နံပါတ်6ကတော့ဆဟရီစားခြင်းအမလ်ဖြစ်ပါတယ်။ရမ်ဇန်လမှာကိုရောမြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်မိန့်တော်မူထားတယ်။အသင်တို့ဆဟရီစားကြပါ။ဆဟရီစားခြင်းမှာအလ္လာဟ်ကဘရကတ်ထည့်ထားတော်မူတယ်။ဆဟရီစားခြင်းဖြင့်ရူဇာမှာပိုပြီးအင်အားရရှိမှာဖြစ်ပါတယ်။မနက်မထနိုင်လို့ဆဟရီမစားပဲရူဇာမထားလိုက်တာမလုပ်ပါနဲ့။အကြောင်းမဲ့ဆဟရီကိုလည်းလက်မလွတ်ပါနဲ့။မစအလာယဆဟရီမနိုးလဲရူဇာထားလို့ရပါတယ်။ဆဟရီရဲ့ဘရကတ်ကိုရရှိရန်အတွက်ဆဟရီကိုလက်မလွတ်ပါနဲ့။နံပါတ်9ကတော့ဆဒကာအလှူဒါနလုပ်ပါ။ကိုရောမြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်မိန့်တော်မူသည်မှာရမ်ဇန်ဟာကိုချင်းစာတရားတွေဖြစ်ပေါ်တဲ့လဖြစ်တယ်။ကိုမစားမတောက်ရချိန်မှာဆင်းရဲသားတွေအတွက်ပိုလို့ကိုချင်းစာတရားဖြစ်ပေါ်လာရမယ်။ကိုရောဟာဘလောက်ဆဒကာလုပ်လဲဆိုရင်ရမ်ဇန်ဝင်တာနဲ့အကျဉ်းသားတွေအားလုံးကိုလွှတ်ပေးလိုက်တယ်။ကိုရောမြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ဟာရမ်ဇန်လမှာလာတောင်းသူမှန်သမျှကိုပေးကမ်းတော်မူတယ်။ကိုရောရဲ့ရမ်ဇန်မှာလုပ်တဲ့ဆဒကာကိုဒီလိုညွှန်းဆိုကြတယ်။လေအားပြင်းပြင်းတိုက်နေတဲ့ကဲ့သို့ရရရော်ရော်ပေးကမ်းမှုပြုလုပ်တယ်လို့ညွှန်းဆိုထားကြပါတယ်။နံပါတ်8ရမ်ဇန်လမှာပဲလုပ်လို့ရတဲ့ဆဒကာဝါဖြီသူကိုကျွေးမွေးခြင်းရမ်ဇန်လမှာဖြီသူကိုကျွေးမွေးရင်ကိုယ်တိုင်ရိုဇာထားတဲ့ဆဝတ်ကိုလောရှင်မြတ်ကချီးမြှင့်မယ်လို့ဟာဒီသ်တော်မှာလာရှိပါတယ်။စွန်ပလွန်သီးနဲ့ဝါဖြေပါ။စွန်ပလွန်သီးမရှိရင်ရေနဲ့ဝါဖြေပါ။စွန်ပလွန်သီးနဲ့ဝါဖြေခြင်းဟာဆွန်နတ်ကိုအကောင်အထည်ဖော်ရှင်သန်ရာရောက်စေပါတယ်။မရှိဆင်းရဲသားရပ်ကွက်မှာရှိတဲ့ညီနောင်မွတ်စလမန်တွေဝါဖြေရန်အတွက်လည်းပေးကမ်းကျွေးမွေးပါ။ဝါဖြေသူကိုကျွေးမွေးခြင်းဆဒကာဟာဤလမြတ်ရမ်ဇန်မှာပဲလုပ်လို့ရတဲ့တစ်ခုတည်းသောအမလ်ဖြစ်ပါတယ်။နံပါတ်9အမလ်ကတော့အေတီကာဖ်ထိုင်ခြင်းပါ။ရမ်ဇန်ရဲ့နောက်ဆုံး10ရက်မှာအေတီကာဖ်ထိုင်ဖို့ရည်ရွယ်ချက်ထားရပါမယ်။ဟဇရတ်မောလာနာပီရ်ဇူလ်ဖီကာအဟမဒ်နရှ်ဘန်ဒီရာဟ်မတ်အလိုင်အမိန့်ရှိတော်မူတယ်။လူတစ်ယောက်ကအေတီကာဖ်ထိုင်လိုက်တာအလ္လာဟ်ရဲ့တကပောက်မှာလာဖတ်တွယ်လိုက်ခြင်းပါပဲ။အလ္လာဟ်ချီးမြှင့်ပါပေးပါလို့တကပောက်မှာလက်ဖြန့်ပြီးတော့တောင်းခံခြင်းပါပဲလို့မိန့်ထားပါတယ်။နံပါတ်10နောက်ဆုံး10ရက်ကိုပိုတိုးပြီးအီဘာဒတ်လုပ်ပါ။နောက်ဆုံး10ရက်ဟာရမ်ဇန်ရဲ့အထွတ်မြတ်ဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။နောက်ဆုံး10ရက်ရဲ့ညမှာကဒ်ညမြတ်ဟာဖြစ်နိုင်ခြေအရှိဆုံးဖြစ်ပါတယ်။ကဒ်ညကိုလိုလားသူဟာနောက်ဆုံး10ညစလုံးကိုအီဘာဒတ်လုပ်ပြီးဖြတ်တန်းမယ်ဆိုရင်ကဒ်ညမြတ်ကိုအမိအယဖမ်းဆုပ်နိုင်ပါလိမ့်မယ်။အင်ရှာအလ္လာဟ်ရမ်ဇန်လမြတ်မှာယခုတင်ပြခဲ့တဲ့အထူးအမလ်10ရက်ကိုအကောင်အထည်ဖော်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ရမ်ဇန်ဟာအကျိုးအရှိဆုံးတန်ဖိုးအရှိဆုံးဖြစ်သွားပါလိမ့်မယ်။အလ္လာဟ်ရှင်မြတ်သခင်ကျွန်တော်တို့အားလုံးကိုဒီအမလ်10ရက်လုံးကို
လိုက်နာကျင့်သုံးနိုင်တဲ့တောက်ဖိပေးသနာတော်မူပါစေအဆုံးထိကြည့်ရှုပေးတဲ့သာသနာမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်တရားတော်များအနှစ်ချုပ်ကိုပြုလုပ်ပေးသွားအောင်ပါမို့ channel ကို like subscribe နဲ့ share လုပ်ပေးခဲ့ကြပါဦး